ဒါကတော့ပရိသတ်တွေစောင့်မျှော်နေကြတဲ့ဇလန်းရဲ့တတိယပိုင်းနဲ့ဇသိန်းပိုင်း review လိုဗီဒီယိုလေးပဲဖြစ်ပါတယ်လက်တာတဲ့ညတညမှာလူသက်သမား၃ယောက်ဟာအမိန့်ရသူမရှိတဲ့အိမ်ဝင်းထဲကိုကျူးကျော်ဝင်ရောက်လာခဲ့ကြပါတယ်ကိုဝင်ရှင်းအမာနဲ့အေးအေးချမ်းချမ်းအချုပ်နေတဲ့သူမဟာအနေရကိုသတိပြုမိပြီးအရေးကြီးတဲ့လိပ်စာစာလိပ်ကိုမြေအိုးကြီးထဲမှာဝတ်ထားခဲ့ပါတယ်ဒါပေမဲ့လူသက်သမားတွေဟာသူမကိုမိသွားပြီးရရဆက်ဆက်ရိုက်နှက်နှိပ်စက်ခဲ့ကြပါတယ်သူမရဲ့နေရိုးတွေကျိုးကျသွားတဲ့အထိပြင်းပြင်းထန်ထန်ခံခဲ့ရတာပါလူသက်သမားတွေဟာသူမသေးပြီးအထင်နဲ့သူမရဲ့ခန္ဓာကိုယ်ကိုမြေအိုးကြီးထဲပစ်ထည့်ပြီးထွက်သွားခဲ့ကြပါတယ်မြေအိုးထဲမှာသွေးအိုင်နဲ့နစ်နေတဲ့သူမဟာသူမရဲ့မမွေးဖွားသေးတဲ့ကလေးလေးအတွက်အသက်ရှင်ခြင်းစိတ်နဲ့အားကိုးတကြီးအော်ဟစ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကောင်းကင်ကနေရွှေရောင်အုတ်ကာခဲတစ်ခုကျလာပြီးမြေအိုးကိုတိုက်ရိုက်ထိမှန်ခဲ့ပါတယ်အဲ့ဒီထူးခြားတဲ့စွမ်းအင်တွေဟာသူမရဲ့ဒဏ်ရာတွေကိုကုသပေးပြီးသူမကိုလူသားမဟုတ်တော့တဲ့အစွမ်းထက်ဝိရင်ပွင့်မတပါအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်သူမရဲ့ဗိုက်ထဲကကလေးလေးဟာလည်းအဲ့ဒီစွမ်းအင်တွေကြောင့်ထူးဆန်းတဲ့တဏ္ဍာနဲ့ရိုးစိုက်ဆိုတဲ့သားလေးအဖြစ်မွေးဖွားလာခဲ့ပါတယ်ရုပ်ရည်ကကြောင့်အောက်ဆရာကောင်းနေပေမဲ့မိခင်တယောက်ရဲ့မေတ္တာနဲ့သူမဟာသားလေးကိုယူယူရဲပွေးပိုက်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူမဟာတခြားအထီးကျန်နေတဲ့လျင်လေးတွေကိုစူးစီးပြီးဒီအိမ်ဟောင်းကြီးထဲမှာမိသားစုအသစ်တစ်ခုတည်ထောင်ခဲ့ပါတယ်အချိန်တွေကြာလာတာနဲ့အမျှသူမရဲ့ကလေးစားချေခြင်းနဲ့အာလာဒတွေဟာပျောက်ကွယ်သွားပြီးသူမရဲ့မိသားစုတစ်အပေါ်ထားတဲ့ချစ်ချင်းမေတ္တာတွေကပဲအစားထိုးဝင်ရောက်လာခဲ့ပါတယ်ဇလန်းအဆုံးမှာတော့ဒီပုံပြင်ကိုနားထောင်နေတဲ့ကလေးမလေးနှစ်ယောက်ဟာသူတို့ကြောက်နေခဲ့တဲ့မိစ္ဆာဆိုတာတကယ်တော့မတရားနဲ့ဆက်ခံခဲ့ရတဲ့တနာစရာအမျိုးသမီးတယောက်မှန်းသိသွားကြပါတော့တယ်ဒါကတော့မြေအိုးဝီရင်မျိုးသမီးရဲ့ဝမ်းနည်းစရာကောင်းတယ်လို့ကြည်နူးစရာလဲကောင်းတဲ့ဇလန်းအဆုံးသက်လေးပဲဖြစ်ပါတယ်